အဲ့မှာလေကျွန်တော်စစ်မှန်တဲ့ OB တစ်ခုကိုနော်စစ်မှန်တဲ့ OB တစ်ခုကိုဟိုရွေးချယ်ခြင်းတယ်ဆိုတော့ order block ဆိုလို့ရှိရင် order block ဘယ်လိုကြည့်လဲလို့လေ့လာတဲ့အခါမှာ order block ကိုကျွန်တော်တို့ကဒီ candlestick တွေနဲ့ကြည့်တာပေါ့နော် candlestick အများသောအားဖြင့်တော့ engulfing candle တွေကို order block ဖြစ်ယူကြတယ်ဒါပေမဲ့ engulfing တိတ်ကြီးလည်းမယူဘူးပေါ့နော်တုံတောင် engulfing လောက်ကို OB order block ဖြစ်ယူကြတယ်သို့မဟုတ်ဒါ candle နှစ်တိုင်နေဆိုရင်ပေါ့လေကဲလို့ candle တစ်တိုင်နေဆိုလို့ရှိရင်အဲ့တစ်တိုင်နေကနေပဲကျွန်တော်တို့ wick နဲ့ပေါ့နော်ကျသွားတာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ wick ရဲ့ upper wick ဆို upper wick လျားကိုပဲကျွန်တော်တို့ OB ဖြစ်ယူတယ်သူတို့ကတော့rejection block လို့ခေါ်တာဒါကတော့ OB ပဲထားလိုက်ပါတော့เนาะဒါ order block ယူဆပုံစံလေးပေါ့များသောအားဖြင့်တော့ဒီ candle order block တွေကိုယူတဲ့အခါမှာ candle နှစ်တိုင်ဘေးချင်းရှင်းနေတယ်အဲ့တော့ဒီလိုလေကူကူမြန်မာလိုမှတ်တယ်ဆိုလို့ရှိရင်bullish order block ဆိုလို့ရှိရင်မတက်ခင်မှာနောက်ဆုံးဖြစ်ခဲ့တော့ bearish candle ရဲ့ body ကိုအချမ်းချင်းယူတယ်เนาะတခါတလေမှာspinning top လို့တေးသေးလေးတွေဆိုလို့ရှိရင် body ရော weight ကိုတွဲယူလိုက်တာမျိုးရှိတယ်ဥပမာဒါမျိုးဒီကောင်လေးတွေဆိုလို့ရှိရင်ဒါကို order block ပြင်မယ်ဆိုလို့ရှိရင်เนาะသူ့ကို body ရော weight ကိုဒါလည်းတွဲပြီးယူလိုက်တယ်ပေါ့လေနော်အဲ့ order block ကလည်းပဲကျွန်တော်တို့အတိအကျကြီး0 level တွေနဲ့တတ်မှတ်ပြီးယူစရာမလိုပါဘူးဒီနေရာကို order block zone ဖြစ်တတ်မှတ်တဲ့သဘောတရားနည်းနည်းပါးပါနည်းနည်းလေး0တစ်ခုတစ်ခုတိမ်ရင်သွားကိစ္စမရှိဘူးနော်ဒါရှင်းရက်သွားတော့တခါဒီမှာကန်နယ်ကအဲ့လိုရှင်းသူနဲ့ဒီမတက်ခင်မှာတော့ပုံဆွဲ height သို့မဟုတ်ဆွဲ low တွေမှာပေါ့လေဒီကောင်းလေးမကြခင်သို့မဟုတ်မတက်ခင်နေမှာသူတို့ရဲ့ဘေးမှာသူတို့နဲ့ရှင်းရကန်နေမရှိဘူးတခါကျရင်ကန်နေတယ်ဥပမာဒီလိုမျိုး shooting star တွေပေါ်ပြီးတော့ကျသွားတယ်ဆိုလို့ရှိရင်တော့သူကဒီဘက်ဘယ်ဘက်မှာပေါ့နော်ကျွန်တော်တို့ကအမြဲ reference လုပ်တဲ့အခါမှာ candlestick ကို reference ဆိုတာကဒီပြီးခဲ့သော candlestick တွေနဲ့ဒီဘာပေါ့နှိုင်းရှင်ခိုင်းပြီးတော့ကြည့်ရှုပြီးတော့မှဘာဖြစ်မလဲဆိုတော့ next candle ကိုခံမှန်းတာအဲ့တော့ reference ပြတဲ့ဟာမှာကျွန်တော်အမြဲတမ်းဘယ်ဘက်ကကန်တယ်အနည်းဆက်ဆိုဘယ်ဘက်ကကန်တယ်ပေါ့နော်ညာဘက်ကတော့ဘာမှမလာသေးတာပေါ့နော်ဒါကြောင့်ဟိုဒီနေ့ကတော့ကျွန်တော် entry ကိုကန်နေကြလို့ရှိရင် chart ကဘယ်ဘက်ကိုကြည့်ပါဘယ်ဘက်မှာကို entry ဝင်လောက်ဆရာမဟုတ် sell လုပ်မယ်ဆိုလို့ရှိရင်ဘယ်ဘက်မှာအနည်းဆုံးhigh height တခုခုရှိနေရတယ်တော်တော်များများကတော်တော်များများကျွန်တော်တို့လည်းအရင်တော့အဲ့လိုမျိုးလိုက်ရှာဖွေကြည့်ဘူးပေါ့ဆိုတော့တော်တော်များဒီထိတ်ဆုံးနေမှာပေါ့နော်ဆဲကျင်တာပေါ့နောက်ဆိုကိုအဲ့လိုဆဲမိလိုက်တဲ့အခါမျိုးတွေကြာလို့ရှိရင်လည်းအောင်သွားလို့ရှိရင်လည်းသူမြောက်ကြွားချင်တာပေါ့လေနော်ငါဒီထိတ်တဲ့တိမ်မှာဆဲလိုက်တယ်အဲ့လိုမျိုးတော့ကျွန်တော် limit order ပေးထားရင်တော့ဖြစ်နိုင်တယ်